สวัสดีครับผมมินตากลับมาพบพวกคุณอีกแล้วมิงกลาบะခင်ဗျာကျွန်တော်မင်းတာပါ episode นี้วิจัยวิเคราะห์ဒီ episode မှာวิจัยวิเคราะห์အသုံးအနှုန်းထိုင်းဘာသာစကားကိုစီစဉ်နေကျွန်တော်2မျိုးလောက်ဖြည့်ရှင်းထားပေးပါရခင်ဗျာပထမวิจัยသုတေသနလုပ်တည်သိပဲဖြစ်ပါတယ်วิเคราะห์ခွဲခြမ်းစိတ်ဖြာသည့်အဓိပ္ပာယ်ရပါတယ်ကျွန်တော်ကိုထိုင်းလိုလေးပြောမယ်ပြပါခင်ဗျာนักศึกษาต้องทำวิจัยก่อนจบการศึกษาကျောင်းသားတွေဒီဝဲရဖို့မတိုင်မီပြုတည်တဲ့နာတော့ပါဒီလိုသုံးရတာဖြစ်ပါလိမ့်မယ်อาจารย์กำลังวิเคราะห์เกี่ยวกับพฤติกรรมของผู้บริโภคဆရာပါမောက္ခကြီးစားသုံးသူတွေရဲ့အပြုအမူအပေါ်သုတေသနလုပ်ဖြစ်ပါတယ်ခင်ဗျာဒုတိယအစီအစဉ်ဝိเคราะห์နဲ့ပတ်သက်ပြီးတော့เราต้องวิเคราะห์ก่อนตัดสินใจဆုံးဖြတ်မှုမလုပ်မီ data အချက်အလက်တွေကိုသုံးသပ်ရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ပိုက်အနေနဲ့ကတော့นักข่าวได้วิเคราะห์สถานการณ์ทางการเมืองอย่างละเอียดသတင်းထောက်ကနိုင်ငံရေးအခြေအနေတွေကိုစိစက်သုံးသပ်ပြီးဖြစ်ပါတယ်ခင်ဗျာအခု episode မှာဝိจัยနှမျိုးသုံးပုံဝိเคราะห์နှမျိုးသုံးပုံတွေကိုအစီအစဉ်လေးကျွန်တော်ဖြည့်ရှင်းပြီးပြီဖြစ်ပါတယ်ကဲရှင်းပြီလားการเรียนรู้เป็นอิสรภาพของชีวิตသိယူခြင်းသည်ဘဝ၏လွတ်လပ်မှုအကြောင်းရင်းခံတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မင်းတာပါ